မိတ်ဆွေကဒီဘာမြူလာသတိကံကိုကြားဘူးပါသလားဒီဘာမြူလာသတိကံဆိုတဲ့နာမည်ကြီးတဲ့ရေပိုင်နယ်ထဲကိုရောက်သွားတဲ့လူတွေတင်းမောတွေလေရင်တွေကအစားအသောက်မရှိအောင်ကိုပြောက်ွယ်သွားလိမ့်ရှိပါတယ်ဒီနေရာမှာဆုံးမသွားတာကလည်းတယောက်နှစ်ယောက်မခွင့်နဲ့ထောင်နဲ့ချီတဲ့လူတွေကိုရှိနေပါတယ်ဒီနေရာကိုမကောင်းဆိုးကနတ်ဆိုးသတိကံဆိုပြီးတော့ကြော်ကြားလာခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း400လောက်ထဲရပါဒီနေ့ချိန်ထိလူတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆားထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တချို့သောသူတွေကတော့ဒီနေဟာ UFO ဂျိုသားတွေနဲ့ပတ်သက်နေရဆိုပြီးတော့ယနေ့ချိန်ထိယုံကြည်နေကြတာပါဒါဆိုရင်ဒီနေရာကဘာတွေများဖြစ်နေတာလဲလူတွေကဘာဖြစ်လို့ဒီဘာမြူကသတိကံမှာမကောင်းဆိုးဝါးတွေရှိနေရဆိုပြီးတော့ပြောဆိုနေကြတာလဲဒီမျိုးတွေကိုနားလည်ဖို့ဆိုရင်တော့ဒီရေပိုင်နယ်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေကိုအရင်ဆုံးသိထားရမှာဖြစ်ပါတယ်ဒီနေရာကတော့အမေရိကန်ဖလော်ရီဒါပြည်နယ်နဲ့ဘာမြူဒါကျွန်းသားမှာတည်ရှိနေရပါဒီနေရာကမြေပုံထဲမှာကြည့်မယ်ဆိုရင်တော့တင်းငယ်နေပေမဲ့တကယ်အပြင်မှာတော့ရန်ကုန်မှာကြီးတဲ့နေရာဖြစ်ပြီးတော့စတူဒန့်မိုင်ပေါင်း9000လောက်ကိုကျယ်ဝန်းပါတယ်လူပေါင်းထောင်ချီပြီးဆုံးမခဲ့မှုတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ကျောင်းသားဘဝတုန်းကကျွန်တော်တို့တင်ခဲ့ရတဲ့ကိုလံဘက်ကိုတော့တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါခရစ္စတိုဖာကိုလံဘက်ကသူ့ရဲ့ကဘာတစ်ရှာဖွေခြင်းရေကြောင်းခီးစဉ်ကို1942ခုနှစ်မှာစတင်ခဲ့ပါတယ်သူရဲ့ပထမဆုံးခီးစဉ်မှာပဲဘာမြူဒါကိုဖျက်ဆီးလင်းခဲ့တယ်ဆိုပြီးတော့မှတ်တမ်းတွေကရှိနေတာပါသူရဲ့မှတ်တမ်းတွေမှာဆိုရင်တညမှာပင်လယ်ထဲကိုမီးတောက်တွေကထိုးဆင်းလာတယ်ထူးဆန်းတဲ့အလင်းရောင်တွေဖြာထွက်လာတယ်တန်လိုက်အိမ်ရောင်တွေကလည်းမမှန်တော့ဘူးဆိုပြီးတော့ဖော်ပြထားတာပါအထင်ရှားဆုံးတစ်ခုဆိုရင်တော့1918ခုနှစ် USS Cyclops ဆိုတဲ့ကုန်တင်သင်္ဘောကြီးကဝန်ထမ်းပေါင်း304ခုခေါ်ဆောင်ပြီးတော့ပင်လယ်ထဲကိုရွှေ့လွင်ခဲ့ပါတယ်ဒီသင်္ဘောကြီးကရန်ကုန်မှာကြီးတယ်လို့လူတွေအများကြီးလည်းတင်ဆောင်လာခဲ့ပါတယ်ဒါပေမဲ့ဘာမြူဒါရေပိုင်နယ်ထဲရောက်တဲ့ချိန်မှာတော့သင်္ဘောကြီးကအဆန္ဒမရှိအောင်ကိုပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီချိန်တချို့လူတွေကနတ်ဆိုးကဒီတင်းမောကိုရေအောက်ထဲကိုဆွဲချသွားတာဆိုပြီးတော့မျိုးမျိုးကိုပြောဆိုလာကြပါတယ်ပညာရှင်တွေကဒီကိစ္စကိုသေချာလေ့လာပြီးတဲ့အချိန်မှာတော့အဖြေတစ်ခုထုတ်ခဲ့ပါတယ်အဲ့ဒါကတော့ဒီတင်းမောကြီးပျောက်ကွယ်သွားတဲ့အကြောင်းရင်းကရေတိုင်းရဲ့ရိုက်ခတ်မှုကြောင့်တင်းမောကပင်လယ်ရေအောက်သို့ရောက်သွားတာလို့ပြောခဲ့ပေမဲ့တိကျတဲ့အဖြေကိုတော့ဘယ်သိပ္ပံပညာရှင်မှမပေးနိုင်ခဲ့ပါဘူးဒီလိုမျိုးပါပဲ1945ခုနှစ် Flight 90 American ဘုံကျက်လေယာဉ်5စီးကလေ့ကျင့်နေတဲ့အချိန်မတော်တဆဘာမြူဒါသတိကံတွေရောက်သွားခဲ့ပါတယ်အားလုံးလေယာဉ်5စီးမှာတပ်သား14ယောက်ပါသွားခဲ့ပါတယ်အစကတော့စက်ပစ္စည်းတွေကကောင်းနေပေမဲ့ဘာမြူဒါတွေရောက်နေတဲ့အချိန်မှာတော့တန်လိုက်အိမ်မြောင်တွေကမူမမှန်တော့ပဲဆက်ကချိုးရင်းလာပြီးတော့စကန်နဲ့ဆက်သွယ်ပြတ်သွားခဲ့ပါတယ်အဆက်သွယ်ပြန်ရတဲ့အချိန်မှာအဲလေယာဉ်မှုတွေတဲကတယောက်ကအကူအညီတောင်းနေခဲ့ပါတယ်သူတို့လေယာဉ်ကိုထိန်းချုပ်လို့မရတော့ဘူးဒီမှာထူးဆန်းနေတယ်ငါတို့သိရတော့မယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်မကြပါဘူးသူတို့နဲ့ဆက်သွယ်ပြတ်သွားခဲ့ပါတယ်မိနစ်ပိုင်းတွင်းမှာပဲလေယာဉ်5စီးလုံးကပြတ်ကျပြီးတော့တပ်သားတွေအကုန်လုံးဆုံးပါသွားခဲ့ပါတယ်ဒီကိစ္စကိုလေ့လာဖို့အတွက်အစိုးရကလေယာဉ်နောက်တစ်စီးကိုဆေလွတ်ခဲ့ပါတယ်ဒါပေမဲ့ဘာမြူဒါရေပိုင်နယ်ထက်ရောက်တဲ့ချိန်မှာတော့လေယာဉ်ကပျောက်ကွယ်သွားခဲ့ပါတယ်ဒီလေယာဉ်တွေပါဝင်လေယာဉ်ပေါင်း80ကျော်တင်မောစီပေါင်း100ကျော်လောက်ကဒီဘာမြူဒါသတိကံထဲမှာပျောက်သွားခဲ့ဘူးပါတယ်အဲချိန်ကစပြီးတော့ဒီနေရာကိုဘာမြူဒါလို့ခေါ်မဲ့ဆာနတ်ဆိုသတိကံလို့ခေါ်လာခဲ့တာပါလူတွေကတော့ဒီလေယာဉ်တွေတင်မောတွေပျောက်ကွယ်သွားတာမကောင်းဆိုးဝါးတွေကြောင့်လို့ပြောဆိုနေကြပေမဲ့သိပ္ပံပညာရှင်တွေကတော့သူတို့ရဲ့စကားတွေကိုမယုံကြည်ပါဘူးသူတို့မှာကထင်မြင်ချက်တွေရှိနေပါတယ်အဲ့ဒါကတော့လေယာဉ်တွေပျောက်ကွယ်သွားတာဟာလေမုန်တိုင်းကြောင့်ဖြစ်နိုင်တယ်လို့တိမ်တွေထူထပ်တာကြောင့်လေယာဉ်တွေဟာတစ်ခုနဲ့တစ်ခုတိုက်မိပြီးတော့ရေအောက်ကိုပြုတ်ကျသွားပြီးပျောက်ကွယ်သွားနိုင်တယ်။တင်မောတွေရင်းနစ်ပြီးတော့ပျောက်ကွယ်သွားတဲ့အကြောင်းရင်းကတော့ရေလိုင်းကြောင့်ပါ။တဘာဝရေလူပောက်ကွဲမှုတွေဖြစ်လာတဲ့အခါမှာရေလိုင်းတွေကြီးကြီးတွေထွက်ပေါ်လာပါတယ်။ဒီရေလိုင်းတွေရဲ့ရိုက်ခတ်မှုကြောင့်တင်မောတွေကမှောက်သွားခဲ့တာပါ။ဒါမှမဟုတ်ရင်မုန်တိုင်းကြောင့်မှောက်သွားတာဆိုပြီးတော့ပညာရှင်တွေကဒီပြုကြပါတယ်။ဒါပေမဲ့လည်းပျောက်ကွယ်သွားတဲ့လေယာဉ်တွေတင်မောတွေဟာဒီနေ့ချိန်ထိအစအနရှာလို့မရသေးတာကတော့တကယ်ကိုမှဖြေရှာမရတဲ့ဘေးဒီတစ်ခုပဲဖြစ်ပါတယ်